ဗီယက်နမ်မှာချမ်းသာကြွယ်ဝမှုရဲ့အတန်ကိုနားထောင်ရင်းစိတ်အေးလက်အေးဖြစ်စေတဲ့အနှိမ့်စာပါတစ်ခုရှိပါတယ်။ပြောရရင်လက်အိတ်နေရင်းနဲ့ငွေဆက်ကူတွေစီထားတဲ့အတန်နားထောင်ရတာ။ရွှေချောင်းတွေနဲ့ခေါင်းနှိပ်ပေးတာရွှေလက်စွပ်တွေစီထားတဲ့အတန်ကြားရင်ခေါင်းနှိပ်ပေးတာ။ငွေရည်တွက်ဆက်ကိုနားထောင်ရင်းရွှေမျက်နှာဖုံးတက်တာရွှေချောင်းတွေကိုမျက်လုံးပေါ်ချထားရင်ခေါင်းနှိပ်တာ။ငွေဆက်ကူတွေနဲ့ကြောနှိပ်ပေးတာစတဲ့တက်တောင့်တက်တာအတန်တွေဖြစ်ပါတယ်။တိတ်ပန်နီးကြပြောရရင်အဖိုးရန်တက်တူတွေရဲ့အတန်ငွေဆက်ကူတစ်တွေရဲ့အနက်ဒါမှမဟုတ်စိန်ခံမှုလေထုကလူတွေကိုကောင်းကောင်းနဲ့စိတ်အေးလက်အေးဖြစ်စေနိုင်ပါတယ်။လူအုံနောက်မှာဆုlậpစနစ်လို့ခေါ်တဲ့ပတ်လန်းတစ်ခုရှိပါတယ်။ငွေရည်တွက်ဆက်ရဲ့အတန်ကိုကြားလိုက်တာနဲ့ဒါမှမဟုတ်ရွှေကိုမြင်လိုက်တာနဲ့အုံနောက်ကဒီအရာတွေကိုဘဝရဲ့ပျော်ရွှင်မှုနဲ့တက်တောင့်တက်တာရှိမှုတွေနဲ့အလိုအလျောက်ဆက်ပေးပြီးကျဉ်းနှံ့မှုနဲ့စိတ်အေးလက်အေးခံစားချက်တွေကိုဖန်တီးပေးပါတယ်။ဇီဝဓာတုဗေဒအဆင့်မှာအုံနောက်ကဒါကိုဆုlậpအဖြစ်အတိတ်ပဲဖွင့်ဆိုပြီးပျော်ရွှင်မှုနဲ့လှုံ့ဆော်မှုဟော်မုန်းဖြစ်တဲ့ဒိုပါမင်းထုတ်လွှတ်မှုကိုလှုံ့ဆော်ပေးပါတယ်။အဲဒါကြောင့်လက်တွေ့ဘဝမှာအလွယ်တကူမရရှိနိုင်တဲ့ချမ်းသာကြွယ်ဝမှုရဲ့ပီတိဖြစ်မှုကိုဒီဆိုင်မှာခံစားရနိုင်ပါတယ်။